ကြည်စားသလားစိတ်တုံစိုးနဲ့ကြည်စားပြောပြဒီတော့နေအောင်လက်ပွားလေးနဲ့ဒီအိုင်လေးစောက်လိုက်ရင်မောင်လုံးရေပေါ်လို့ခေါ်တယ်မောင်လုံးရပါပြီခင်ဗျာမောင်လုံးလုံးရလုံးရက်ွက်လူတကြံလို့ပြောလိုက်ပြီဆိုလို့ရှိရင်တကြံကိုယ့်ရဲ့နဲ့အတူတွဲကပ်ပြီးတော့ပါလာတဲ့တကြံရိုးရာအစားအသောက်တစ်ခုဖြစ်တယ်ပေါ့နော်ဘလိုင်းပေါ်ဆိုတာကလည်းလောက်ရတာကလွယ်ရရုံးတဲ့ရွှေရှင်တယ်ဒါပေမဲ့တော့ပဲတော့ရွှေရှင်ဆိုတာအင်မတန်ကပဲစားလို့ပါပြီးတော့မှကြံဝိသက်ကိုအပြည့်အဝပေးနိုင်တဲ့အစားအသောက်ပြောနေမှာပါဘူးခင်ဗျာမလုံးရေပေါ်မှာပြီးရင်တော့ဒီအစားအသောက်ဆိုတာတစ်ခုထပ်လဲပိုးပါတယ်ဒီညီမတို့တကြံသုံးပြီဆိုလို့ရှိရင်ကျေးရွာတွေရက်ွက်တွေမှာလူတွေအားလုံးစုပြီးတော့မှကိုယ့်ရဲ့ပေါ့နော်ဒီတငယ်ချင်းတွေမိသားစုဝင်အချင်းချင်းတွေဒီအိမ်နာချင်းတွေစုပြီးတော့မှမလုံးရေပေါ်ကိုအတူလုံးပြီးတော့မှဒီစားကြတဲ့အဲ့လိုမျိုးရိုးရာဓလေ့လေးလည်းရှိရဲပေါ့နော်အဲ့ဒီချစ်စပွဲရိုးရာဓလေ့လေးကိုလုံချင်းအားဖြင့်လဲဒီအချင်းချင်းကြားရဲ့မှာချစ်ခင်ရင်းနှီးမှုတွေပို့ပြီးတော့မှတိုးတက်စေရပေါ့နော်ဟုတ်ကဲ့ဆိုတော့မော်ဒလပေါ်နဲ့ပတ်သက်ပြီးတော့လူတိုင်းကအမှတ်တရရှိကြမယ်ဖြစ်ပါရဲ့ပေါ့ဆိုတော့မော်ဒလပေါ်နဲ့ရောအမှတ်တရလေးရှင်း share ပေးပါဦးရှိရပါဘောလုံးကြီးပေါ်နဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်အမားတို့ရဲ့အမှတ်တရတွေအများကြီးရှိကြရပေါ့နော်အဓိကအမှတ်တရကတော့ဘာဖြစ်မလဲဆိုတော့မုံလုံးကြီးပေါ်လုံးကြီးဆိုလို့ရှိရင်အဲမှာထက်ထက်ပြင်လေယုံတီးရထည့်ကြရပေါ့နော်စားလို့လေယုံတီးရထည့်ကြရခါကျရင်ကိုကလေဟိုအရန်စားခြင်းစောများပြီးတော့စားလိုက်တဲ့ခါကျရင်လေယုံတီးမိသွားတဲ့ခါကျရင်အရန်အရင်ဆက်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုး memories တွေလည်းရှိကြမှုရယ်ပေါ့နော်ဟုတ်ကဲ့ပါဆိုတော့ကျွန်တော်ကြုံမှုတာတော့လေဆိုတော့ငရုတ်ပြပါတဲ့ကိုဆိုတာရှိသေးတယ်အဲ့ဒါမှလို့ထင်တယ်ဘာမှမပါဘူးဟုတ်တယ်မှာဘာမှမပါကျွန်တော်ကတခုစားရင်တော့တားလိုက်တယ်ဒါပေမဲ့ဒီခုလုံးကကျုပ်ကောင်းကြီးပဲဖြစ်ပြီးတော့ဘာမှမပါကျွန်တော်ရုပ်ခံစားခက်တဲ့ခက်သားမှုပါပဲဒါနော်ညီပါကြီးကလာတဲ့လူတိုင်းကတော့မလို့ပေါ်စားမှုကြလိုက်နေဆိုတော့မလို့ပေါ်စားမှုကြရင်ညီတူမလို့ပေါ်လည်းတော့ကြကြလို့ထင်ပါတယ်ကိုယ်တိုင်ကိုကြောင့်မလို့ပေါ်လုံးပြီးတော့မှရလာတဲ့လို့တွေတကယ်ဖြစ်နေဝင်းရတာပြီးတော့မှဒီတကြံရဲ့ဒီအငွေ့တက်လေးကိုဖန်တီးကြတော့ခင်ဗျာ